အခုကျွန်တော်ဒီဗီဒီယိုလေးမှာပြချင်တာပေါ့နော်ဒီ basic guitar lesson တွေပေါ့နော် lead guitar lesson တွေကျွန်တော်တခုဖြစ်တဲ့ဒီခြေခံပေါ့နော် beginner တွေအတွက်ကျွန်တော်တို့ဒီ movable major scale of G ပေါ့နော်ဒါကျွန်တော်တို့ G major scale လေးကိုတီးမယ် G major scale မှာကျွန်တော်တို့ဒါရွှေ့လို့ရတဲ့ပုံစံလေးကျွန်တော်တစ်ချက်ပြမှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီကောင်ကျွန်တော်တို့ဒီ6ကြိုးကနေပြီးတော့ဒီ G ကိုယူထားပါတော့เนาะကျွန်တော်တို့ဒါ6ကြိုးလို့က E ပေါ့နော်တော့ကျွန်တော်တို့ဒါ F ဖြစ်မယ်เนาะ E နဲ့ F ကကျွန်တော်တို့ဒါ half tone ခေါ်ပါတော့ပြီးတော့ကျွန်တော်တို့ဒါလေးက G ဖြစ်ပါပေါ့နော်နံပါတ်3ကအဲ့တော့အဲ့6ကြိုးနံပါတ်3ကနေပြီးကျွန်တော်တို့စမယ်ပေါ့ဘယ်လက်နဲ့စမလဲဆိုတော့လက်နံပါတ်2ဖြစ်တဲ့ကျွန်တော်လက်ခက်လေပေါ့နော်လက်ကလေးနဲ့စပြီးတော့ဒါကျွန်တော်တို့ဒါ G note ကိုစပြီးယူလိုက်တဲ့ဒိုပေါ့နော်အဲ့အနေနဲ့ကျွန်တော်တို့ဒါအောက်ကိုဆင်းမယ်ဒါ G major scale ပေါ့နော်ဆိုတော့ဒီ G major scale ကကျွန်တော်တို့ဒီเนาะ octave နှစ်ခုပါမယ်ပေါ့နော် octave ဆိုတာတော့ကျွန်တော်တို့ဒီပထမဆုံးစတဲ့ဒိုပေါ့ဒီ G ကစမယ်เนาะဒိုရေမီဖာဆိုလာတီဒိုဒီဒိုကနေပြီးတော့ဒီဒိုထိကိုကျွန်တော်တို့ဒါ1 octave လို့ခေါ်နော်အဲ့ဒါလည်းဒိုဒါလည်းဒိုအဲ့ဒါ1 octave အဲ့တော့ဒီဒိုကနေနောက်ထပ်ဒိုကိုဆက်သွားမှာပေါ့အဲ့ဒါကျွန်တော်2 octave ကဒါကိုပြောချင်တယ်နော်ဒါ2 octave ဆိုတော့ကျွန်တော်ဒီ6ကြိုး3ခွက် G ရစားတဲ့ပြီးတော့နောက်ဆုံး1ကြိုး3ခွက် G မှာပြန်ဆုံးမယ်အဲ့တော့2 octave သွားတယ်ပေါ့နော်အဲ့ဒါကျွန်တော်ဒါ G major scale ပေါ့နော် G major scale ကိုကျွန်တော်ပြရပါပေါ့နော်ဆိုတော့အရင်ဆုံးဒါ3ခွက်ပေါ့နော်3ခွက်က G 6ကြိုးနော်ဒိုပေါ့ G ပြီးရင်ကျွန်တော်တို့ဒါ re ကြတော့ A ပေါ့ A ကကြတော့ဒါကျွန်တော်6ကြိုး5ခွက်ဖြစ်သွားမယ်နော်ဒါပြီးတော့ကျွန်တော်5ကြိုးစင်တယ်5ကြိုးကြတော့ဒါမီကြတော့ B ဟောဒါ B ပြီးတော့ကျွန်တော်တို့5ကြိုးရဲ့ကျွန်တော်တို့3ခွက်ကကျတော့ C ဖာပေါ့နော်ဖာ re mi fa နော်ပြီးတော့ကျွန်တော်တို့ဒီ5ကြိုးရဲ့5ခွက်ပေါ့ဆိုပေါ့အဲ့ဒါကျတော့ D နော်ကျွန်တော်လက်သန်းနဲ့ကြိုင်တယ်ပေါ့နော်လက်နံပါတ်1နော် sorry လက်နံပါတ်2 4 1နော်ဒါလက်နံပါတ်2ဒါလက်နံပါတ်4နော်ဒိုရီမီဖာဆိုပြီးရင်လာကြတော့ကျွန်တော်4ကြိုးနော်2ခွက်ပေါ့နော်လာပြီးရင်ကျွန်တော်4ကြိုးရဲ့4ခွက်ဒီကျွန်တော်တို့4ကြိုးရဲ့5ခွက်ကဒိုဒါကျွန်တော်တို့တစ်ဖြတ်ပြီးတယ်ပေါ့ဒိုကစပြီးဒိုကတစ်ဖြတ် re mi fa so la ti do ဒါ G major scale ပထမ octave နော်တစ်ဖြတ်ပြီးသွားတယ်နော်ဒါကျွန်တော်တို့တက်လေးမှာကြည့်လို့လေရတယ်နော်ကျွန်တော်ဒါတစ်ဖြတ်ပြီးတော့ကျွန်တော်အဲ့ဒိုကနေပဲဒါဆက်ပြီးတီးလိုက်တာပေါ့နော်ပြီးတော့ကျွန်တော်ဘယ်လိုတီးလိုက်မလဲဆိုတော့ဒီ3ကြိုးရဲ့2ခွက်ကိုတီးလိုက်ရင်ဒါ re ပေါ့နော် A ပြန်လာတယ်ပြီးရင်နော်ဒါအမြင့်ဖြစ်သွားပြီပေါ့နော်ဒါ3ကြိုးရဲ့4ခွက်ဖြစ်တယ်နော်အမှ B ပြန်လာတယ်နော် mi နော်ပြီးရင်ကျွန်တော် C လာမယ် fa ပေါ့နော်ဒါ3ကြိုးရဲ့5ခွက်ပြီးရင်2ကြိုးရဲ့3ခွက်မှာ so ဖြစ်တယ် D လာတယ်နော်ကျွန်တော်2ကြိုးရဲ့5ခွက်မှာလာဖြစ်တယ်E လာနော် E ပြီးတော့ကျွန်တော်တို့ဒီ T ပေါ့ T ကြတဲ့ F shape ပေါ့နော် F shape ကဒါ2ကြိုးရဲ့1ကြိုးရဲ့2ခွက်နော်1ကြိုး2ခွက်ပြီးတော့ကျွန်တော်နောက်ဆုံးပြန်ဆုံးသွားတာကျွန်တော်တို့နောက်ဆုံး1ကြိုး3ခွက်မှာ G နဲ့ပြန်ဆုံးသွားတယ်နော်ဆိုတော့ဒါခုနအောက်က Audi G ကပြန်ဆက်မယ် G နော် A B C D E F shape နော် G နော်ပြန်ဆုံးသွားနော်ဒါတစ်ခုပေါ့ဆိုတော့ကျွန်တော်အပေါ်ကနေပြန်တီးမယ်ဆိုရင်ဒါတစ်ဖြတ်ပြီးသွားရင်ဆိုတော့ဒါဒီ G to G ပေါ့နော်2 octave နော်သွားတာနော်ဆိုတော့ do re mi fa so la ti do re mi fa so la ti do နော် G A နော် B C D E F shape G A B C D E F shape G နော်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်တို့ကျင့်လို့ရပါတော့เนาะဘယ်လိုကျင့်မလဲဆိုတော့ကျွန်တော်တို့ဒီအလုံးတွေမှတ်မိခြင်းတော့ကျွန်တော်တို့ညာဘက်လက်ကိုသိမကြည့်နဲ့ down เนาะ down stroke တွေပဲတီးလို့ကျင့်လို့လည်းရတယ်လို့နောက်တစ်ခုကျွန်တော်တို့ဒီ alternate picking ဖြစ်တဲ့เนาะ down up တွေကိုလည်းကျွန်တော်ဒီ scale လေးတီးပြီးတော့ကျင့်လို့ရပါเนาะပြီးတော့ကျွန်တော်တို့ဒါပြန်ပြီးတော့တက်ပါเนาะပြန်တက်အပေါ်ပြန်တက်တာပေါ့เนาะ
တော်ဒါဒီညာဘက်လက်ကိုတော့ကျွန်တော်သိမပြောတော့ဘူးเนาะဒီဒါကတော့ကျွန်တော်ဒီက scale လေးကိုသင်တာပေါ့เนาะဆိုတော့ကျွန်တော်တို့ဒါလေးကဒါ move able ဆိုတော့ဒီ form လေးပေါ့เนาะကျွန်တော်လက်နံပါတ်ဒါ2 4 1 2 4ဒါလက်နံပါတ်တွေပြောတာเนาะပြီးတော့1 3 4เนาะ1 3 4ပြီးတော့ကျွန်တော်တို့2 4เนาะ1 2အဲ့ form တိုင်းကိုကျွန်တော်တို့ဒါဆက်ပြီးတော့တခြားနေရာတွေမှာရွှေ့သွားမယ်ဆိုရင်တော့တခြား scale တွေထွက်လာမယ်ဆိုတော့ကျွန်တော်တို့ဒါ G ဆိုရင်ဒီကနေစတင်ဒါ A major scale ဖြစ်ပါတယ်เนาะ A major scale ဒါ A major scale ပါเนาะကျွန်တော်တို့ဒါ G ကနေ hold down ခုံပြီးတော့စလိုက်တာပေါ့เนาะပြီးရင်ကျွန်တော်တို့ထက်ခုံရင် B major scale ရောက်မယ်เนาะဒါ B เนาะဒါ Bဒါ B ကဲကျွန်တော်ဒီ B ကနေ half တုံးသွားရင် C major scale ပြန်ရတယ်ဆက်သွားရင် D ရတယ်ကျွန်တော်အဲ့လက်ပုံစံလေးအတိုင်းအောက်ကိုကျွန်တော်ဆင်းသွားမယ်ဆိုရင်အကုန်လုံးထွက်လာပါเนาะကျွန်တော် G ကနေပြီးတော့ဒါကျွန်တော်ကဒီ flat shot မပြောသေးဘူးဂျာထဲမှာ flat shot တွေပါမယ်ဒါဆိုရင်ကျွန်တော်တို့ G sharp or A flat scale လဲရမယ်ပေါ့เนาะဒီကသွားမယ်ဆိုရင်เนาะအဲ့ပုံစံလေးပဲပေါ့နော်ဆိုတော့ဒီ lesson လေးကတော့ကျွန်တော်တို့ဒီ beginner အတွက်ပေါ့နော်ကျွန်တော် Lisa ဒီနေတဲ့ beginner အတွက်တော့စင်ပြေမှထင်ပါတယ်ကျွန်တော်တို့ဒီ G major scale ရဲ့ move able position လေးပေါ့နော် octave နှစ်ခု run တဲ့ position လေးเนาะကျွန်တော်နောက် video တွေမှာလည်းကျွန်တော်ဒီ major scale လေးဆက်ပြပေးဦးမယ်နောက်ပြီးတော့ကျွန်တော်ဒီအခြေခံပေါ့နော် basic technique လေးကျွန်တော်ဆက်ပြီးတော့ပြပေးဦးမှာဖြစ်ပါတယ်ဗျ